အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဆွေးနွေးခြင်းနဲ့အကြောင်းအရာကပေါ့နော်ကလေးကိုဖုံးပေးလိုက်ရင်ကလေးကထိတ်မရတော့ဘူးပေါ့နော်နောက်တစ်ခုကအဲ့ဒီကလေးကိုဖုံးပေးမထားရင်လေကျမတို့ဘာမှလုပ်လို့မရတော့ဘူးဆိုတဲ့အခြေအနေမျိုးတွေကိုရင်ဆိုင်ကောင်းရင်ဆိုင်ရတဲ့အထက်မှာဒီဗီဒီယိုကြည့်နေတဲ့ဖေဖေမေမေလည်းပါကောင်းပါနိုင်ပါတယ်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ကအလွယ်အနေနဲ့ငြိမ်ပြီးရောပေါ့နော်ငြိမ်ပြီးရောဆိုပြီးတော့ဖုံးပေးကင်ထားလိုက်တယ်ဒါပေမဲ့အဲ့ဒီအလေးချင်းများသွားတဲ့အချိန်မှာသူ့ကိုထိမှုအရန်ခတ်သွားတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တွေ digital discipline လို့ခေါ်ရဲပေါ့နော်အရာကိုကျွန်တော်တို့ရဲ့အိမ်ကိုကလေးနဲ့အတူတူဘယ်လိုတိဆောက်မလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီဗီဒီယိုမှာဆွေးနွေးကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်အနေနဲ့ကမိဘတယောက်လည်းဖြစ်တယ်ကျောင်းဆရာတယောက်လည်းဖြစ်တယ်ပေါ့နော်ဒီ technology တွေ AI တွေကိုသုံးပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့ကျောင်းမှာလည်းလေပတ်နေတဲ့အကျောင်းပိုင်ရှင်တယောက်လည်းဖြစ်ပါတယ်အဲ့တော့ digital discipline နဲ့ပတ်သက်ပြီးတော့ဖုံးဝင်ပိတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့က clear rules လို့ခေါ်တဲ့ရှင်းရှင်းလင်းလင်းအရာတစ်ခုကလေးနဲ့အတူတူချမှတ်ထားရမယ်ပေါ့ဥပမာ screen time ကိုဘယ်လောက်ပေးမယ်ဘယ်ချိန်မှာပဲသုံးရမယ်နောက်တစ်ခုက homework လို့ခေါ်တဲ့အိမ်စာလုပ်ပြီးမှသုံးရမယ်အဲ့ဒါမျိုးစီမင်းစီကံမျိုးကိုမိဘတွေကိုယ်တိုင်ကပေါ့နော်ကလေးနဲ့အတူတူစီကံတတ်မှတ်တင်ပါတယ်အဲ့ဒါမှသူလည်းကြည်နေမယ်ပေါ့နော်နောက်တစ်ခုကမသုံးရမယ့်နေရာတွေတတ်မှတ်မယ်ပေါ့အဲ့နေရာမှာ no phone ဆုံးပေါ့ဗျာအဲ့နေရာမှာဘာလုပ်မလဲဆိုတော့စပွဲပေါ့ဥမာထမင်းစားနေတဲ့စပွဲပေါ့စားကြည့်စပွဲပေါ့နောက်တစ်ခုကအိတ်ခမ်းထဲမှာမသုံးအောင်ဆိုတာမျိုးနောက်တစ်ခုက family conversation time မိသားစုစကားပြောနေတဲ့အချိန်မှာ iPhone ကြီးသုံးမနေရဘူးဆိုတဲ့ဟာကိုကျွန်တော်တို့ကစီကံသတ်မှတ်ပြီးဒါတော့ relationship နဲ့ပတ်သက်ပြီးတော့ကာကွယ်တာပဲဖြစ်ပါတယ်နောက်တစ်ခုကကလေးတွေကိုဖုံးမသုံးပါနဲ့လို့ပြောပြီးတော့ကျွန်တော်တို့မိဘတွေကိုယ်တိုင်ကလည်းအဲ့ဒါကိုထိန်းနိုင်မှရဒါကို digital discipline နဲ့မဖြစ်မနေလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့သူဘာသုံးနေလဲဆိုတဲ့ဟာထက်ပေါ့နော်သူ့ကိုကသုံးနည်းသင်ပေးရမယ်ဘာတွေသုံးသင်လဲဆိုတဲ့သုံးနည်းမျိုးကိုကသင်ပေးရမယ်အဲ့လိုမျိုးအချိန်လေးမှာကျွန်တော်တို့ကသူ့ကိုအဓိကအားဖြင့် screen ကိုတွားပြီးတော့ထိန်းဖို့မဟုတ်သူ့ရဲ့ mind ပေါ့နော်သူ့ရဲ့ mind ကိုကျွန်တော်တို့ကထိန်းပေးဖို့လိုပါတယ် technology ကိုပိတ်ဖို့မဟုတ်ဘူး guideline တေချာပေးပြီးတော့သူ့ကိုအသုံးပြုနည်းတိဆောက်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ digital discipline ဆိုတာကြောက်စရာမဟုတ်ပါဘူးမိဘရောကလေးရောလိုက်နာကျင့်သုံးရင်ကိုကလေးရဲ့ screen time အခြေအနေမျိုးတွေကိုအများကြီးထိန်းချောင်းပေးပြီးတော့ကိုကလေးရဲ့တိုးတက်ကြောင်းကိုလည်းကျွန်တော်တို့ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ AI for Teacher စာအုပ်ကိုရေးသားတဲ့တိုးမမောင်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်